လည်းတစ်ဖက်ကဒီ link pit တွေပါတယ်အကြောင်းတာထုတ်ခဲ့တာမျိုးဆိုတော့ကျွန်တော်တို့ရဲ့ဒါရန်ကုန် Galacticos ရဲ့ Roman Mine လေးကိုတော့ကြည့်ရမယ်ဒါပေမဲ့ Blink ဖြစ်နေတော့ကျွန်တော်တို့ကတော့စိတ်မပူဗျာခမလာပါထပ်ဘန်းတာသူတို့ Blink ရဲ့ hero တွေကိုဒါလုံးဝထပ်ပြီးတော့ပိတ်နေတာဗျာဟုတ်ပါတယ်ဘန်းဟာတယ်ပြီးတော့ကျွန်တော်တို့မြန်မာအသင်းသွားလာနိုင်ကြီးရှိတဲ့ကျွန်တော်တို့မြန်မာအသင်းကြို train လုပ်ထားခဲ့တဲ့ hero တွေတော်တော်များများကိုသူတို့ပိတ်ထားလို့ပိတ်ထားတယ်လို့ပြောလို့ရတယ်ပေါ့လေကမလာပစ်ဆိုတာလည်းပြောလို့ပြောတာမဟုတ်ကျွန်တော်ရဲ့မြန်မာ YG အနေနဲ့လည်းရှေ့တချို့တော့ပွဲစဉ်တွေမှာသူတို့စော့ပြခဲ့တဲ့ဟာမျိုးရှိခဲ့လို့တချို့တော့ screen match တွေသူတို့တချို့တော့ ranking mine တွေမှာလည်းသူတို့တစ်ခါတည်းမှာထုတ်တာရှိခဲ့တဲ့ drop လေးတစ်ခုပဲပေါ့လေအဲ့ရတွေကိုကြိုတင်ပြီးတော့ဒါတိထားနေခဲ့တဲ့ pro e-sport အနေနဲ့တော့ဘာနေနေအိမ်စာကောင်းလှုပ်လာတယ်လို့ပဲပြောရမှာပဲသူတို့တကယ်လဲအိမ်စာကောင်းလှုပ်လာလို့ဒါသူတို့ရဲ့ပထမဆုံး game number 1မှာအသာစီးနဲ့သူတို့ပြန်ပြီးစော့နိုင်တာဒါတောင်မှကျွန်တော်တို့မြန်မာ YG ကတအားကောင်းနေလို့သူတို့ပိုကောင်းနေလို့ကျွန်တော်တို့က game number 1ကိုနိုင်သွားတာအဲ့တော့ကျွန်တော်တို့ enemy ဒီလက်ရှိဒီ pro e-sport ကိုတော့လုံးဝ respect တစ်ခုပေးရမယ်ဆိုတဲ့အနေထားမှာ Belarus Ruby နောက်မကတ်ဘူးကျွန်တော်တို့ away ရနေလမ်းပြီးတော့ပြစ်ပေးမယ် full bar rate damage တွေထပ်ပြီးတော့ light နဲ့ထပ်ပေးမယ် easy အဲ့ဆိုတော့ easy Dicky ဆိုတဲ့ပုံစံမျိုးလေးပြန်ဖြစ်သွားမလားအဲ့လိုမျိုးကတော့နည်းနည်းလေး easy refill easy medida ကျွန်တော်ဘက်ကအဲ့လိုမျိုး Roman အနေနဲ့ဒီပွဲမှာကျွန်တော်တို့ဒီ Baref ကိုကဒီဘယ်လိုပြောမလဲ EHP မှာရတာလေ Changa ဘိုင်းမှာ Hira မစ်မှာကတော့ဒီ Rura နဲ့သွားရတာဖြစ်တဲ့အတွက်ဒီကီနဲ့ဆိုရင်တော့စက်ကအရင်ကြီးတော့သိတယ်မလားတစ်ဖက်က root တွေ offense တွေတော့ပြန်ပြီး cancel လို့ရတယ်ဆိုပေမဲ့ front line မှာနည်းနည်းခေါင်းတိုးမဲ့ကောင်မရှိတော့တဲ့အခြေအနေဖြစ်သွားရင် Baref ကလည်းတအားတိုးပြီးလို့ရတဲ့ကောင်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ Blink ရဲ့ hero လေးကိုတော့စိတ်ဝင်စားတယ်တစ်ဖက်မှာလည်း pro e-sport အနေနဲ့ကသူတို့လက်ရှိဒါ Ruby တို့ Bella Rift တို့ကတော်တော်လေးတော့ဒီစေးဘက်တွေကောင်းဆိုအိုးဘာစနာတော်တော်လေး iron up you in winners ထပ်ပြီးတော့ရွေးချယ်ထားတယ်ဆိုတော့ဒီပွဲမှာသူတို့ရွေးချယ်ထားတဲ့ hero တွေကတော်ရုံများသွားပြီမီလီဆန်နဲ့အဲ့တော့ရေစရှင်းနဲ့ဗဒနာပေါ်မှာပဲသူတို့က damage သွားပြီးတော့တက်ရောက်ပြီးတော့ဆော့မယ်ဆိုတဲ့သဘောမျိုးဗျကျွန်တော်တို့ရဲ့ team မြန်မာဘက်ကလည်း damage အရင်များတယ်ဆိုတော့သူတို့ Belarus Ruby နဲ့တွေမခံနိုင်တော့ပဲ UNS တွေပါထပ်ပြီးတော့ပဲကာလိုက်ရတဲ့နောက်မှာ stand တော့နဲတယ်ဒီကီတို့ refiller တို့ပြန်ထုတ်ချင်တယ်ဆိုလဲထုတ်လို့ရနေတဲ့အနေထားမှာမတရာတို့ဆိုတဲ့ hero မျိုးတွေနောက်ထပ်ဒီ tanky ဖြစ်တဲ့အာမဖြစ်တဲ့ hero များလဲထပ်မှတ်ပြီးတော့ထုတ်လို့ရနေသေးတယ်ဆိုတော့ support tank ကိုပဲရွေးချယ်သွားမလားဒါမှမဟုတ် full tank armor tank နဲ့ high loss တို့ဘာတို့ပဲပြန်ပြီးတော့ရွေးချယ်သွားမလားဆိုတော့ထက်ကြည့်ရမယ်ကျွန်တော်တို့ပြောရမှာ risk ယူခြင်းနဲ့ဆိုရင်တော့လေ supporter လေးလည်းမစိုးဘူးနော်ဒီပွဲဖိလို့ရတယ်တကယ်ဖိမယ်ဆိုဖိလို့ရတယ်ဟုတ်တယ်ဗျာနော်အိုးမက်တီယာโอเคအဲ့တော့ Hira ကလည်းပြောမယ်ဆိုရင်ဗျာ तू က assassin ဆိုပေမဲ့လင်းတို့ဘာလို့လို့မဟုတ်ပဲနဲ့စူယိုးလိုတိုက်မျိုးအဲ့တော့ကျွန်တော်ပုံမှန်လေးပြောရရင်ဟန်ကတောက်လျှောက်ဆိုသလိုဒီစူယိုးတွေဘာတွေက तू assassin ထဲမှာဆိုတော်တော်လေးရှေ့ရ meta patch မှာလည်းကာင်ထားတာဆိုတော့ Hira နဲ့နောက်ဆုံးထုတ်လိုက်တဲ့ meta ကလည်းပြောမယ်ဆိုတွဲလို့ရတယ် Hira မှာသူ့ရဲ့ mindset နဲ့Karasu နှစ်ကွက်ကိုပေါင်းပြီးတော့ကျွန်တော်တို့ဒါ spare ကိုပုံနဲ့သုံးရမှာဖြစ်တယ်လို့သူကဒီ tower တွေ win dive ကတဲ့ hero ဆိုတော့လေ meta လိုမျိုးကျွန်တော်တို့ပြန်ပြီးတော့ဟို gain win နဲ့ဆေးလို့ရတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာဘာပဲနေဒါ Hira တက်ကလည်းဟန်အတွက်အများကြီး comfort ဖြစ်လာမလားဆိုတော့စောင့်ကြည့်ရအောင်ဆိုရင်ဘာပေးမယ်ဆိုလားမသိဘူးဆရာချန့်အတီတော့လုံနေပြီတကယ်လုံနေအော်ညီမပါပေးမယ်အဲ့လောက်ကြီးကြတော့များသွားပြီเนาะအဲ့လောက်ကြီးကြများသွားဆရာချမ်း is on fire ပါเนาะเนาะကဲတော့အားလုံးပဲဒူးစီဆိုတဲ့ရလက်တစ်ခုစီကိုဆက်လက်ပြီးတော့ပဲဦးတီနိုင်မလားဆိုတဲ့အရာကိုဆုံးဖြတ်ပေးမယ် game number 2ပွဲစဉ်နဲ့တူပဲအားလုံးရဲ့ like and share လေးနဲ့တူပဲကျွန်တော်တို့ရဲ့ team မြန်မာ YG ရဲ့ game number 2စီကိုဆက်လက်ပြီးတော့သွားလိုက်ရအောင်ဗျကျွန်တော်တို့ဒီပွဲမေတ္တာထုတ်တာကြိုက်တယ်မေတ္တာမဟုတ်ဘဲတခြားသော referrer တွေတခြားသော supporter တွေပြန်ထုတ်မယ်ဆိုလဲကျွန်တော်သဘောကျတယ်ဒါပေမဲ့မေတ္တာကတော့လုံးဝသူတို့အတွက်အသင့်တော်ဆုံးသော hero ပဲ hero နဲ့ live ပြီးတော့ battle လေးဆိုင်ပေးမလား Euro stand ပေးလို့ရအောင်ပဲ live ပေးမလားဒါမှမဟုတ် easy ရောက်လေးပေါ်မှာခေါ်ပြီး full rate နဲ့ live ပြီးတော့ပြစ်မလားဟုတ်တယ်အကုန်လုံးရတယ်ဘာရောနဲ့ခေါင်းဝင်တိုးမလားတိုးလို့ရတယ်သူရဲ့ gain တွေဝင်စိုးဘူးနေတယ် early game damage ကလည်းတစ်ဘက်ကဗဇနာတို့ Ruby တို့ပြန်ပြီးနင်းလို့ရပြီးတော့ Belarus လိုမျိုး hero တွေဂျားထဲမှာပြန်ပါနေတယ် Ruby လိုမျိုးပါနေတယ်ဆိုတဲ့ hero တွေဗဇနာဆိုတဲ့ hero တွေအမှန်တိုင်းပြောမယ်ဆိုသူတို့က Panis Spell တွေအဲ့ Panis Spell တွေအားလုံးဂျားထဲမှာကျွန်တော်ရဲ့ YG က backup တာမရှိဘူးဆို hero ကြီးပြန်ပေးရနိုင်တယ်အဲ့တော့ Method ထုတ်သားပေးတာဒီဘက်မှာလုံးဝအကောင်းဆုံးပဲပြီးတော့မြန်မာနိုင်ငံမှာဒီပါတဲ့ player 2ယောက်ကအဲ့ Method မှာဆိုရင်လုံးဝအကြမ်းပဲ Black နဲ့ Blink အဲ့ထဲမှာ Blink ရဲ့ Method ကိုကျွန်တော်ဒီပွဲမှာတွေ့နေရမှန်တယ်ဗျာ Blink ရဲ့ Method ကျွန်တော်ပြောခဲ့သလိုပဲဟန်ဆော့လာတဲ့ hero က assassin ဆိုပေမဲ့လည်းဒါစူယိုးလိုမျိုးတိုက်မျိုးသွားတဲ့ကောင်သူ tower တွေ dive မယ်ဒါ fallen berry နဲ့ဒါမြုပ်ပြီးတော့ပြန်ထွက်မယ်ဒါသူ့အနေနဲ့တောက်လျှောက်နောက်ကနေဒီလိုမျိုးဒါအတောင်မန်နာတက်ပေးတာ Blink အနေနဲ့အတောင်မန်နာတက်ပေးတာနိုင်မယ်ဆိုလို့ရှိရင်တော့ battle team fight တွေမှာကောင်းကောင်းအလုပ်လုပ်နိုင်မယ်ဗျာဂျန်ဂလာတူဂျန်ဂလာဘိုင်းမှာတော့ပုံမှန်လေးပြောရရင်ရီစင်ရှင်းထက်ကျွန်တော်တို့ဟန်ရတာတဲ့ hero အများကြီးပိုကောင်းသူ Sanji အန်ဒီအများကြီးနော်အော်မာတော့ Kuzan ပြန်ပေးထားတဲ့ damage တွေကတော်တော်လေးများတယ်ဆိုတော့ Sobun အပေါ်မှာ dash နဲ့ chat first blood လေးကိုတော့ YG တတရရလေးနဲ့ပြန်ပြီးရရှိသွားခဲ့တာဗျပွဲတိုင်းစီလို့ဟန် first blood ပေးလိုက်ရတယ်ဆိုပေမဲ့ဒီတစ်ခေါက်မှာတော့ဟန်ပြန်ပြီးတော့ first blood လေးရလာခဲ့ပြီဆိုတော့
နိုင်ပွဲလေးစီကိုပဲဆက်လက်ပြီးသွားဖို့တော့ပဲလို့တော့ ဒါတော့သေးကြပဲခုနပွဲကဘာပဲနေနေလေကျွန်တော်တို့ဒီ early to mid ရတော်တော်ကြီးကိုဘယ်လိုပြောလဲနေနေတာမဟုတ်ဘူးဆိုပေမဲ့ပွဲအခြေအနေကတော့တစ်ဖက်ကိုကျွန်တော်တို့ဒါ down shot objective fight တွေမှာ lot တွေပေးရပြီးတော့အနေငယ်ရင်းရိုင်နေဆိုအခြေအနေမျိုးတော့ရှိခဲ့တယ်ဒီပုံစံတော့မှအကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ game number 2ရဲ့ trap ရတစ်ဖက်ကလည်း ruby ပြီးတော့ဒီ PPP ရဲ့ bella rift တွေ fasana တွေ battle objective fight တွေ team fight တွေမှာ mountain shotgun နဲ့ vision chat တဲ့အပိုင်းတွေမှာလည်း ခွိုင်လေးအနေနဲ့ရှိတယ်ဆိုပေမဲ့ game number 1ရဲ့ performance ရလေတစ်ဖက်ကဒီခွိုင်လေးတယောက်ကတော့တော်တော်ကြီးလုံနိုင်ပေမဲ့သူတို့နေနဲ့ဒီပွဲမှာ game 1က goal လေးရ match မှာအဲ့လောက်အဆင်မပြေဘူးဗျတင်းငုံလိုက်ပြီဗျာနောက်မှလည်း back damage တွေကြားမယ်တနင်္ဂနွေကပ်လေးပြန်ပြီးရှိနေရင်ခွိုင်းလေးတကောပြန်လွတ်သွားသေးရဗျ low HP လေးနဲ့ပါဒါပေမဲ့ခိုင်စီရဲ့လွတ်တဲ့ဘောတွေနောက်မှပြန်ပေးနေတဲ့တန်တာဝက် damage တွေကြားထဲမှာလည်းရီဆန်ရှင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့အားလေးအရန်တိုးလို့မရတဲ့အနေထားတစ်ခုမှာ first start တွေကိုတော့ team မြန်မာ YG ပြန်လည်ပြီးတော့တိမ့်ပိုက်ဖို့တော့ရာခိုင်နှုန်းများနေတယ် distribution ထိရထားတဲ့ PPP ကိုတက်ပြီး fly နေရင်းနဲ့ပဲ two man one man နဲ့တူပဲ Belarus ကိုအရင်ဆုံးပတ်တက်မှာအဆုံးသတ်ထားနိုင်ခဲ့ပါပြီတကယ်ပဲတော့အားလီပိုင်းကျွန်တော်တို့ဒါ first started 5မှာတော့ YG HeroK 2-0ဆိုတဲ့အခြေအနေတစ်ခုကိုတော့စပြီးတော့ကျွန်တော်တို့ပိုင်ဆိုင်သွားပြီဗျာဒါတော်တော်လေးကောင်းတယ်ကျွန်တော်ပြောသလိုပဲရီစင်ရှင်းကဝင်လာလို့မရဘူးဆိုတဲ့အနေထားဗျာဒီနေရာမှာဟန်ဟီရာရာအများကြီးလို့ဖြစ်တယ်လို့ရင်းနေတယ်လေသူစပြီးဒီလိုနာ welcome နဲ့ထိမ့်မိလိုက်တာလုံးဝအဆင်ပြေသွားခဲ့တာပါဟုတ်တယ်လုံးဝဒီ dash speed ထဲမှာသူလုံးဝကိုတွတ်ဆပြီးတော့ဝင်လိုက်တဲ့အရေးစွန်းလိုက်တဲ့အချက်လေးတစ်ခုကပဲဗတ်ထဲမှာတော်တော်လေးကိုကောင်းသွားတယ်အကိုကြီးအဲ့ဒါမှကျွန်တော်တို့နည်းနည်းလေးနောက်ကျခဲ့မယ်ဆိုတော့မှတစ်ဖက်က root တွေ offense တွေပြန်ပါလာနိုင်ကြီးရှိရဲဆိုတော့ target objective မှာကျွန်တော်တို့နည်းနည်းလေးတော့အရေးနှိမ့်နိုင်တယ်ပေါ့လေဘာလို့ပြောရမလဲ Cambodia တွတ်ဆထားတဲ့အရာလေးတွေကလည်းသူတို့ကအံဝင်ဝင်ကြတော့ဖြစ်တယ်ကျွန်တော်တို့ကလားသူတို့တက်ပိုကောင်းတဲ့ direct တစ်ခုကိုထုတ်ခဲ့လို့လားကျွန်တော်ဒီအားလေးကအတိုင်းမပတ်တာဗျဟုတ်တယ်ဗျာနော်ခွိုင်လေးခုနပွဲမှာတော့ Fanny နဲ့တော်တော်လေးကိုအလုပ်ဖြစ်ခဲ့တယ်ဆိုပေမဲ့လည်းဒီပွဲမှာဒီစရှင်းနဲ့တော့စပြီးတော့ first starter လေးကိုတော့ကျွန်တော်တို့မြန်မာအသင်းဘက်ကိုပေးထားရတယ်ဗျာဒီပွဲကဘလင်းကလည်းမဲသနာရတာဆိုတော့သူ့အနေနဲ့ဒါမစ်မှာပဲမဟုတ်ပဲနဲ့အောက်လင်းရဲ့ Sam ချင်းနဲ့ဗလာပေါင်းပြီးတော့ပဲ HeroK ယူပြီးတော့ချိုးသားနေပါပြီ Gorgeous Sky နောက်မှာ Fuba Rate damage တွေကြားထဲမှာလာလေးပဲဗျာလေးပေါ်ကြီးမှာဒါပေမဲ့လည်း damage လေးကနည်းနည်းလေးလိုချင်ရှိသွားခဲ့တယ်ဒါပေမဲ့လည်း HeroK တော့ပြန်ရထားတယ်ဆိုပြီးအနေနဲ့တကယ်ဘလင်းအနေငယ်လေးတိုင်ပတ်နေရဆိုပြီးဘလင်းအနေနဲ့သူ့ရဲ့ဘလင်းကိုအသေးချပြန်ပြီးတော့အသုံးချထားနိုင်ခဲ့တယ်ပေါ့လေ Flicker ဘလင်းတစ်ချက်ရိုးရိုး original ဘလင်းတစ်ချက်ဆိုတော့သူ့မှာဘလင်းနှစ်ချက်နာမည်နဲ့မှထပ်ပေါင်းလိုက်မယ်ဆိုတော့ဘလင်းသုံးချက်ပေါ့ဗျာဒါကတော့တော်တော်လေးကိုသွားပြီးတော့တွဲဆက်ကတော့မိနေတယ်ပဲပြောရမှာပဲဗျာအဲ့တော့ခုနကတော့ဆိုလို့ရှိရင်လေဒါ Gaino Win နဲ့နောက်မှလုံးဝကိုပြန်ပြီး Fuba Rich နဲ့တွဲပြသွားတဲ့အကွက်လေးတွေကလည်းရှိတယ်ဒါတကယ်ဘယ်နဲ့ team fight မှာဆိုလို့ရှိရင်တော့အထာတော့ကြာတယ်ဗျာနော်ပြောရရင်အဲ့တော့မှတချို့အရင်တုန်းကကျတော့ ODAT တို့ပါတော့ပြန်ပြီးတော့ဆော့ရပါဗောလေဒါပေမဲ့တစ်ခါတည်းရင်ကြရလေခေါ်ရဲ့ရေခဲချောင်းအောင်အဲ့လိုမျိုးခေါ်ပြီးတော့ဆွဲသွားတဲ့ဟာမျိုးလည်းရှိနေတယ်ဒါပေမဲ့အဲ့ဒါနည်းနည်း damage ပိုင်းမှာတော့နည်းနည်းလိုအပ်ချက်တော့ရှိတယ်ပေါ့ရှိတယ်ဟုတ်တယ်ဒါပေမဲ့လည်းတော့အဲ့လိုမျိုးအရာမျိုးလေးအဲ့လိုမျိုးအရာမျိုးလေးကြားထဲမှာ HeroK ပြန်ရနေတာကလည်းတော်တော်လေးကိုကြည့်လို့ကောင်းတယ်လို့ game number 1နဲ့စမယ်ဆိုရင် game number 2မှာတော့ team မြန်မာ YG လုံးဝအားလေးအသာလေးတော့ဆော့သွားဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဒီပွဲကိုလုံးဝအန်င်းအချိန်ကြီးမဟုတ်သေးသေးရတော့ကျွန်တော်အရန်တော့မယုံရည်တယ်ဘာလို့ခုနပွဲတော့မိနစ်30ပြီးတော့ YG ကလေပြောလို့ပြောတာမဟုတ်အားလီဂိမ်းအဲ့လိုမျိုး first blood ပေးလိုက်ရမှနည်းနည်းလေးပြန်နှိမ့်နေမှာပွဲတိုင်းစီကတာအခုအားလီနည်းနည်းတာနေရဆိုတော့နည်းနည်းလေးစိတ်ထဲမှာတော့နည်းနည်းလေးရှိတယ်ကဲပြောရင်ဆိုရင်လည်းပဲနောက်မှတော့ရှင်းစပြီးတော့ပဲသူအနေနဲ့တော့ဒါ battle shading initiating လုပ်ပြီးတော့ချိုးသားနေတဲ့ခွိုင်းလေး mountain shot ကမိုင်း offer ထဲပြီးတော့ဆွဲထားသေးရဗျာရင်းပါတော့ပါလာတယ်အဲ့ဒါမှ root ချားထဲမှာခွိုင်းလေး retribution ပြန်ရသွားရင်းနဲ့ပဲရင်းဟိုပါထက်ကောက်ခံထားပါသေးတယ်ဒါပေမဲ့လည်းဟန်နောက်မှပြန်ပေးနေတဲ့เนาะကျွန်တော်တို့ Sanji ရဲ့ full power rate damage တွေချားထဲမှာလည်း HeroK လေးတကောက် PPP ကိုတော့ပြန်ရခဲ့ပါသေးတယ်ရင်းနဲ့ PPP တွေတော့ပြန်လဲထားတယ်အဲ့တော့မှ target objective ပါထပ်ပြီးတော့အကောက်ခံလိုင်းရတယ်ဆိုတော့လက်ဝက်ကတော့အနေငယ်လေးတော့ပြန်ကျသွားတယ်ဒါပေမဲ့ပြဿနာမရှိဘူး Flying Cloud 1.9 တိလည်းအခုချိန်ဒီပိုင်ဆိုင်ထားတယ်ဆိုတော့ backup ပေးရမယ့်အပိုင်းတွေမှာလည်း AACC ပါပဲကဲဒီနေရာမှာတော့ဗာပဲနေကျွန်တော်တို့ HeroK 4-1နဲ့သူ K number 2မှာတော့တကယ်ကိုအဆင်ပြေနေတယ်နောက်မှလည်း Method Cycle Eagle Gaino Win နေကြတော့တဲပြီးတော့ပဲခုမ်ဆန်တက်ဖြတ်သွားတယ်ဗျာ Killing Speed by Samchi နဲ့သူ K number 1မှာ HeroK ဟိုကလေဂိမ်းတိုင်မင်ထိရဖို့အတွက်ရုန်းကန်ခဲ့ရတဲ့ Samchi K number 2မှာတော့လက်ရှိ9မိနစ်ခွဲတိုင်မင်မှာ3-0-0နဲ့ပဲတော်တော်လေးကို power spike စပြီးတော့ဖြစ်လာပါပြီပြီးတော့ကျွန်တော်တို့ team မြန်မာ YG ရဲ့ drop ကလေ early to mid game late game ထိကိုအဆင်ပြေတဲ့ drop တစ်ခုပေါ့လေ early game မှာဆို best damage တွေအများကြီးပါတယ်ဆိုတော့ Hirara နဲ့ Kaizi နဲ့က damage တေချာလေးပေးမယ်အဲ့လိုမျိုးသူတို့ damage ပေးနေတဲ့အချိန်မှာ Sanji လေးက fan မယ်လက်ရှိမှာတော့မှ Sanji HeroK 3កောင်ရထားတယ်ဆိုတော့ mid game ကတော့ team မြန်မာ YG ကပို့ပြီးတော့တာဖို့အတွက်ရာခိုင်နှုန်းများသွားတယ်အဲ့တော့မှဘလင်းနေလေဒီဘက်မှာ HeroK တကောင်းမှမပေးရသေးဘူးဗျကျွန်တော်လက်ရှိမှာရင်းရဲ့ HeroK တကောင်းကလွဲပြီးတော့ကြံရှိနေတဲ့4ယောက်နေနဲ့ HeroK တကောင်းမှမပေးထားတာတော့တော်တော်ကိုကောင်းတဲ့အရာတစ်ခုပါကဲHana strike တွေပါထပ်ပြီးတော့ပါလာပြီဗျ6မိနစ်ကျော်တိုင်မြင်မှာကျွန်တော်တို့ဒါနောက်ဝက်2000ကျော်တာနေတယ်ဆိုတာတော့အားလီဘိုင်းမှာတော်တော်လေးအဆင်ပြေနေတယ်လို့ပဲပြောရမယ်တစ်ဖက်မှာဒါပုံမှန်လေးပြောရမယ်ဆိုရင်တော့ခွိုင်လေးဒီပွဲရသူရေစင်ရှင်းနဲ့တအားကြီးဝင်လို့မရဘာလို့လဲဆိုတော့
ရှင်းရဲ့ Barref နဲ့ပြန်ပြီးတော့သိတယ်မလား Objective 5တွေမှာသူ့ကို Daytona Webcam နဲ့ထိန်းပေးနေတယ်ဆိုတဲ့အကွက်တွေရှိတယ်ပြောရမယ်ဆို Game 1မှာတော့ glue နဲ့ကျွန်တော် hand ကိုပြန်ပြီးတော့အောင်နေနောက်တယ်ဆိုရဲเนาะကိစ္စမျိုးတွေကဒီ game number 2မှာပြန်ပြီးတော့သူတို့ခံစားနေရပြီဗျမှန်မယ်အားလေးမချက်တစ်ခုဒီလက်ရှိ game number 2တစ်ခုမှာတော့ game number 1ရဲ့เนาะချိန်သစိုးလေးတွေကိုပြန်လည်ပြီးတော့ Pro Esport အနေနဲ့ခံနေရတယ်ဗျာအဲ့ဒီတိုင်းမျိုးဆက်လက်ပြီးတော့ထိန်းထားမယ် network ကိုလာဆက်လက်ပြီးတော့အသာစီးနဲ့ဆိုင်နိုင်မယ်အပေါ်အောက်အလဲတွေမှာကြန့်ရှိနေခဲ့တဲ့ tower တွေနဲ့ကြန့်ရှိနေခဲ့တဲ့ objective တွေကိုတော့ YG ကထိပ်ရပြီးတော့ mid game မှာလာ PUK အများကြီးမပေးရမယ်နဲ့ထပ်ထိန်းထားနိုင်အောင်မယ်ဆိုရင်တော့ late game တွေကိုပါထပ်တာနေနဲ့ game number 2ကိုပါဆက်ရဖို့အတွက်ရာခိုင်နှုန်းများနေတယ်ဒါပေမဲ့စကားကတော့အဆုံးတော့ပြောလို့တော့မရသေးဘူးဘာကြောင့်လဲဆိုတော့ဟိုဘက်က Belarus နဲ့ Ruby နဲ့မို့လို့ပါ Belarus Ruby မှာဗဇာနာနဲ့ပြန်နိုင်ခဲ့တဲ့ပွဲစဉ်မျိုးတွေရှိခဲ့ပြီး offense ဒါပေမဲ့လည်းအနေနဲ့လွဲချော်သွားတဲ့အနေထားတစ်ခုမှာရင်းက expect တွေအားလုံးတော့စားထားပြီးတယ်ပြရွေးနေပြေတော့ဝင်လာသေးတယ်ဆိုဟိုဘက်က blink ပြန်ပြီး fly ပေးထားတယ်ကောင်းလိုက်တယ် fly ချက်နောက်မှ retribution လေးကလည်းကွက်တိပဲအဲ့နောက်မှတော့လိုအပ်နေတဲ့နောက်ဆုံး last star နဲ့ electric body ချားထဲမှာ Hiroki ရဲ့ထိရနေတယ်မပြေးနဲ့အဲ့နောက်မှ Kubarit နဲ့တူပဲဟန်ရဲ့ damage တွေချားထဲမှာလိုအပ်နေတဲ့ K ကိုတောက်လျှောက်ကိုရထားတာပါကဲဟိုပဲလုံးဝဟန်ခဲ့နော်ဒီ Hirara အနေနဲ့တော့တော်တော်လေးကိုအဆင်ပြေနေတယ်ဗျဒီနေရာမှာလည်းတောက်လျှောက်ဆိုလို့ Rue ခွဲထားတဲ့ PPP ပြန်ပြီး forward နေလို့နောက်မှ follow မဲ့ပဲ mindset နေကြားထဲမှာတောက်လျှောက် make a kill by hand နဲ့ပဲသူဒီနေရာမှာ YG Hiroki နှစ်ကောင်လောက်ကိုထပ်ပြီးတော့ရလိုက်တယ်လို့9မိနစ်ကျော်တိုင်မှာ Hiroki 7-1 နဲ့ပဲဒီနေရာမှာတော့ game number 1နဲ့မတူညီတဲ့ပုံစံတွေကို game number 2မှာချပြနေပြီအောက်မှာဆိုလို့ရှိရင်လည်းဒါ PPP ရှိမယ်ပြီးရင်ဒါ Ruby offense ဆိုပေမဲ့သူတို့က Ruby iron offense ပေးလိုက်တဲ့အချိန်မှာ Terror rate တွေလည်းမပါသွားဘူးပြီးတော့ရှင်းက flicker နဲ့ပြန်ပတ်ပြီးတော့ဒီဘက်က objective 5မှာဘာတာသွားလဲဆိုရင် blink method cycling ကပတ်ပြီးတော့ပြန်ပြီးချက်ချင်းတစ်ဘက်က jungle ပေါ်သူက stand သွားပေးလိုက်တာလေးကနောက်မှ hand အနေနဲ့ retribution time ကွက်တိကြသွားတယ်ဆိုတော့ဒီပွဲကတော့လုံးဝ team connection ကလည်း YG အနေနဲ့တော့အားရဖို့တော်တော်လေးကောင်းနေတယ်ဆိုရဲအနေထားတစ်ခုမှာသွားပြီးတော့ရှိပါတယ်ဟုတ်တယ်အဲ့ဒီနောက်မှာတော့တစ်ဖက်က Pro Esport ကိုပြန်ပြီးတော့ပြောချင်တာတော့ Pro Esport ရဲ့ coach ဒီနည်းနည်း 1% 2% လောက်ကတော့နည်းနည်းလိုနေတယ်လို့တော့ထင်တယ်ကျွန်တော်ထင်တာပေါ့လေနော်ဘာလဲဒီတကယ်ကောင်းတဲ့ hero drive ကြီးတွေပြန်ပိုင်ထားတာတောင်မှသူတို့ဒီ jungle လောက်ရည်စက်ရှင်းရွေးတာကတော့လုံးဝစဉ်းစားတယ်ပေါ့ဘာလို့လက်ရှိမှာဗျာရည်စက်ရှင်းဆိုရင်တော့နည်းနည်းကျန်တဲ့ဒီ lamp saw တော့အခုကျွန်တော်ပြီးခဲ့တဲ့ပွဲမှာဆိုကျွန်တော်ကြည့်ခဲ့တာဆို join တို့ဘာလို့တော့မှကျွန်တော်တွေ့ရသေးရဲ့ဗျာပြောချင်တာအဲ့လိုမျိုး hero တွေပြန်ပြီးထုတ်လိုက်မယ်ဆိုတော့မှအားလေးမှသူတို့ပြန်တီးလို့ရအခုတော့ game number 1ရှုံးသွားတဲ့အနေထားတို့မှာကျွန်တော်ထင်တယ်ကြည့်ရတာ game number 2မှာအနှဲငယ်လေးပေါ့လေ brain လက်သွားတယ်လို့ထင်မှန်တယ်ဗျာသူတို့တော်တော်ကြီးဆော့ပြီးတော့မှရှုံးသွားတာဆိုတော့လေပြန်စဉ်းစားကြည့်လိုက်အဲ့တစ်ချက်ကတော့ထည့်သွင်းစဉ်းစားရမယ်ဗျာကိုရာ player တယောက်ဆိုရင်လုံးဝလေ game ကြီးဆော့ပြီးမှရှုံးသွားတာကြီးတကယ်နှမျောစရာအမှန်ပဲအဲ့တော့မှဒါကိုရှိပါတွေကလည်းနည်းနည်းလေး game 1တေချာ share drop ပြီးမှပြန်ရှုံးသွားခဲ့ရဆိုတော့နည်းနည်းတစ်လုံးလိုသွားရင်းနဲ့ပဲ game number 2လေးမှာတော့တကယ်ပဲရည်စက်ချင်း jungle ကြီးနဲ့တိုင်ပတ်နေရပေါ့လေရည်စက်ချင်းနေနဲ့ hero game မပေးရသေးဘူးဆိုပေမဲ့လည်းပဲလက်ရှိဒီ jungle ဒီမှာ face to face တိုးရတဲ့အပိုင်းလေးတွေအတင်းလိုက်လှုပ်ဆောင်မှုမှာ damage ပေးရတဲ့အပိုင်းတွေမှာတော့အစင်တော့မပြေဘူးဒါပေမဲ့ကျွန်တော်တို့ကလည်းပွဲကိုတာနီဆိုပေမဲ့လည်းပဲတောက်လျှောက်ကြီးအဲ့လိုမျိုးကြီးခေါင်းတော့သွားပြီးတော့တိုးလို့မရသေးဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အမြဲတမ်း mention နေတဲ့ Belarus Ruby ပြီးတော့ Vezana expect ကတည်ကြည့်နေ expect ကတော့ပြန်မိမယ်ဆိုရင်ဘက်ကဒီစရှင်လေးသစီးနဲ့ damage အများကြီးပေးလို့ရတော့ရင်တကောင်နဲ့ပဲဒါပေမဲ့ damage ပြန်ပြီးတော့ PS ကိုပြန်ပြီးတော့မိသွားခဲ့ပါသေးတယ်ဒါပေမဲ့ဟာနောက်ထဲဒီပါဝင်နိုင်နေတဲ့ Balai damage တကြားထဲမှာတပကေးတွေကိုပါထိရသွားခဲ့တယ်ဗျာ Blink bucket တွေနဲ့တူပဲခိုင်စီ stand တွေထပ်ပြီးတော့ရှိနေတဲ့အနေထားမှာပစ်ဘာမှလို့မရဘူးဗျာလက်တွေ့ဘောတွေနဲ့တူနောက်မှထပ်ပေးနေတဲ့ Sanji ရဲ့ damage တကြားထဲမှာအားလုံးအိမ်ကိုပြန်ပြီးစောင့်နေရပါပြီဒီပုံစံနေထားဟိုးအရင်အာဂျူပြန်ပြင်းနေရတဲ့ပုံလေးနဲ့တော့သွားပြီးစင်နေရဗျာကဲလက်ရှိချိန်နေမှာလဲကျွန်တော်ရဲ့ရန်ကုန် Clarity ကိုတော့တော့စပြီးတော့ dance လို့ရပြီဗျာ Blink cycle ကြီးလေးနဲ့ပဲပြန် forward တာဆိုတစ်ဖက်ကဒုံဝဒါခွိုင်လီလာဖို့အန်ဒီရများရဲဆိုတဲ့အခြေအနေ retribution time ရတော့သူ့မှာပြန်ရဖို့တော့ရှိတယ်ဆိုပေမဲ့လည်းသူတို့ရှေ့ကဝင်ပေးရမယ့် hero တွေမရှိတဲ့အခြေအနေတစ်ခုမှာတကယ်ကိုအန်ဒီရများတယ်ဗျာ Fuba Ray ပေါ်နေမဲ့ဘယ်လေးနဲ့ပြန်ပြီး Flicker Fuba Ray က1 man 2 man နဲ့တူ lower hand အဆုံးသက်တည်ရင်းနဲ့ပဲ goal light ထိရောပါထပ်မှတ်ပြီးတော့ပိုင်ဆိုင်သွားရင်းနဲ့ပဲအရင် ကွိုင်ရှာနေတဲ့ ကွိုင်လီတို့ပြန်ပြီးဆုံးမပေးလိုက်ပြီဗျာကဲဒီနေရာမှာတော့တွေ့တဲ့အတိုင်းပဲဗျာဒုံဝကိုနော် game number 2ရတော့ပုံစံကောင်းတွေကိုချပြလာနိုင်တဲ့ရန်ကုန်Galactico ခွိုင်လီနဲ့တူပဲ PPP တို့ပါရရှိထားတဲ့အနေအထားတစ်ခုပါလောကလည်းကျွန်တော်တို့ဒါသိမ့်ပိုက်သွားနိုင်ခဲ့တယ်ဆိုတော့ game number 2မှာတော့ဒါခုနဒီရှေ့မှာစကစ်ပြောသွားသလိုပဲဗျာနော်ဒီပွဲရီစင်ရှင်းရတော့အာလီပိုင်းနဲ့ကတိတ်ပြီးတော့အလုံးမဖြစ်ဘူးဒါလည်းခုနဆိုရင်ခုနပတ်တယ်မှာဆိုရင်းကတော်တော်ကောင်းနေဗျာလောကဒီDaytona Webcam Flicker နဲ့ Mika လုံးဝအဲ့လိုပြန်ပြီးခြုံနေတော့ပါသူဝင်ပြီးတော့ပြန်ထွေးထုတ်သွားဗျာ2 man stand ပါဟိုနောက်တစ်ချိန် again let to glory ကြားထဲမှာနေမယ် Fuba rate damage တွေကွက်တီကိုချနေရင်းနဲ့ပဲHiroki ထက်ရတာခဲ့တယ်ဗျာဒီဘက်မှာသူတို့ထုတ်ထားခဲ့တဲ့ Belarus Ruby ဆိုရဲအချက်ကြတဲ့ကွန်ဘိုတစ်ခုကဒီချိန်မှာ Hiroki 8 ကောင်တီပေးနေရနေပဲသူတို့မမာနိုင်တော့ဘူးပေါ့လေသူတို့မမာနိုင်တော့တဲ့နောက်မှာ first lock win နဲ့တူပဲ team မြန်မာ YG damage တွေကို AS တွေထပ်ပေးနေပြီပဲ Mega တလင်းဟိုတောင်မှ
ထိတ်ရသွားနိုင်ကြီးတော်တော်လေးနီးစပ်နေပါပြီ ကဲဒီနေရာမှာတော့ကျွန်တော်တို့ဒါတောက်လျှောက်ဆိုလို့အားလီပိုင်းတွေကနေပြီးတော့အားသာလာတာဖြစ်တဲ့အတွက်ပွပွလင်းလင်းပြောရရင်တော့ဒီပွဲကကျွန်တော်တို့ဒါမြန်မာအသင်းဘက်ကကြည့်ရင်တော့အရင်ကြီးလို့ကောင်းတယ်ဆိုပေမဲ့လေ Pro Esport ဘက်ကပြန်ကြည့်မယ်ဆိုတော်တော်လေးရုန်းကန်နေရတယ်ဆိုတဲ့အခြေအနေမှာသွားရှိတယ် item ပိုင်းနေရာကြည့်မယ်ဆိုလို့ရှိရင်ဂိုးလိန်တာနှစ်ယောက်ကMassman နဲ့ Fighter လည်းဖြစ်နေတာတကြောင် Hero Nature လည်းမတူသလိုပွဲကလည်းနေနေတော့6200ပဲရသေးတယ်9200ဂျားထဲမှာကွာချက်က3000ပဲ3000ဆိုတာ item အကြီးတကွက်စာတက်ကိုပို့တယ်ဆိုတော့ဒီပွဲမှာဒီ Pro Esport အနေနဲ့လေဂိမ်းပိုင်းခြားမှာလည်း Pure Massman ကပြောရမယ်ဆို Quaili ရဲ့ Jungler ပဲပါတာဂိုးလိန်မှာမပါဘူးအဲ့တော့ရီဇရှင်ကလည်းအဆင်ပြေမနေဘူးဆိုတဲ့ကဏ္ဍမှာ item 3ခွက်ပဲပြီးသေးတယ်ကျွန်တော်တို့ဘက်မှာ hand item ကလုံးဝ full item ဖြစ်ဖို့တစ်ခွက်ပဲလိုရဲဆိုတော့အရင်တော့အဆင်မပြေတော့ဘူးဗျာ နောက်မှာFootball Rate တွေကြားထဲမှာကျက်ကလာရုပ်ထိတ်ရခဲ့တယ်ဗျာတကယ်ပြန်ပေးတယ်ဆိုပေမဲ့လည်းတောက်လျှောက်ပဲ damage ပေးလက်တဘောထပ်ပေးနေတယ်ဗျတပကင်းနဲ့တူဟန်ဒီတပွဲလုံးမှာအားလုံးလိုက်ပြီးရှင်းနေတာဗျာတကယ်ပဲเนาะကျွန်တော်တို့ Hero K တွေတောက်လျှောက်ကိုအပေါ်အောက်အလဲတွေပြန်ပြီးတော့ရှင်းနေရင်းနဲ့ပဲ Parrot Tower သွားချိုးနေတာတော့မဟုတ်ဘူးဗျာเนาะခမာတင်းကိုသွားချိုးနေတာပါဟုတ်ပါတယ်เนาะ Parrot Tower ကိုသွားဖြိုနေတာမဟုတ်ဘူးတစ်ဖက်က Pro Esport ရဲ့ခမာတင်းရဲ့ throne ကိုရိုက်ခွဲပြနေတဲ့ပကိန်း number 2မှာပါ Clay Sweet နဲ့သူကျွန်တော်တို့ရဲ့ Yago Glady ကိုနောက်ထပ် knockout stage ကိုတော့လွတ်လွတ်ကျွတ်ကျွတ်နဲ့ပဲတက်လန်းသွားလို့ top 8ဆိုတဲ့နေရာကိုတော့ဒီတစ်ခေါက်ကျွန်တော် MSC 2026မှာတက်လန်းသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဗျာ Oh my god hey ကဲကောင်းနေတာမဟုတ်ဘူးเนาะ hey ဟန်ကောင်းနေတာเนาะလုံးကြီးတွေဝင်သွားပြီဆိုတဲ့နောက်မှာတော့တကယ်ပဲကန်ကောင်းနေတာမဟုတ်ဘူးဟန်ကောင်းနေတာဆိုတဲ့အရာကိုတက်တည်ပြနေရင်းနဲ့ပဲ EWC 2026မှာတော့ပထမဦးဆုံး Group B မှာ knockout stage ကိုဆက်လက်ပြီးတော့တက်လန်းသွားတဲ့တင်းနေကတော့ Team မြန်မာ YG ဖြစ်ပါတယ်ကဲအားလုံးပဲเนาะ comment ညီကိုတွေကျွန်တော်တို့မြန်မာလန်လေးတွေလွှင့်မယ် game number 1မှာကျွန်တော်တို့လည်းတော်တော်လေးရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့ဒါဟာကျွန်တော်တို့เนาะလုံးဝအဖြေမဟုတ်သေးပါဘူး game number 2မှာတော့တကယ်ကိုဖြတ်သားတဲ့ reset ကောင်းမွန်တဲ့ MCO Master ရဲ့ rapid တွေနဲ့အတူကျွန်တော်တို့Cambodia ဒါ Khama region ကဒါအသင်းဖြစ်တဲ့ Pro Esport ကိုတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ Asian Game မှာရှုံးခဲ့တဲ့ Cambodia အသင်းတွေရဲ့ရှုံးကျွေးကိုကျွန်တော်တို့ဒီနေရာမှာ YG ပြန်လည်ပြီးတော့ပဲ MSC International State Paris မြေမှာထိုက်တန်နဲ့ကျွန်တော်တို့စပ်ပြနိုင်ခဲ့သလိုတစ်ဖက်ကဒါ Pro Esport ကိုလည်း lower bracket လိုမျိုးခက်ခဲတဲ့လမ်းကြောင်းတစ်ခုကိုရောက်အောင်ကျွန်တော်တို့ဒါပြန်ပြီးတော့ပို့ဆောင်နိုင်ခဲ့တယ်ဗျ